ကျွန်တော်ဗီဒီယိုထဲမှာမေးထားလို့ပေါ့နော်ဒီကိုဝန်ဆောင်တဲ့အမျိုးသမီးနောက်ပြီးတော့ကလေးမိဖွာတော့မဲ့မိဖွာတာပြီးသားအမျိုးသမီးပေါ့နော်လွတ်တက်နေမိခင်လေဒီ coffee တောက်လို့ရတာဆိုပြီးတော့အဲ့တော့ဒီထဲမှာတော့ကျွန်တော်တတ်မှတ်ချက်ရှိတယ်ပေါ့နော်ကက်ဖင်း250သို့မဟုတ်300မီလီဂရမ်နဲ့မပိုတဲ့ပမာဏဖြစ်ရမယ်တရက်ကိုတစ်ခွက်သို့မဟုတ်နှစ်ခွက်ပုံမှန်နေထားနေဆိုလို့ရှိရင်တောက်တယ်လို့ရတာပေါ့နော်ဒါပေမဲ့အခုအဆင်ပြေတဲ့ product လေးတစ်ခုကျွန်တော်တို့ရထားတယ်ဒါကတော့ဒီ caffeine ထုတ်ထားတဲ့ coffee ပေါ့နော် caffeine 100မှာ3လောက်ပဲပါတယ်69ရာခိုင်နှုန်းလောက်ထုတ်ထားတယ်ဆိုတော့ caffeine အရင်နေတယ်တောက်မှဆိုလို့ရှိရင်အဆင်ပြေပါတယ်တိတ်ဆိုးရင်စရာမရှိတော့ပါဘူးအဲ့ဒါတော့ decaf coffee ဖြစ်ပါတယ်ဒါကတော့ Tesco company ထုတ်လုပ်ထားတဲ့ကျွန်တော်တို့ decaf coffee ဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်gram 200ပါတယ်ခွက်အရေးအားဖြင့်ခွက်100ကျော်လောက်တောက်လို့ရတယ်ဈေးနှုန်းက9000လောက်ပဲရှိတာပေါ့နော်ခွက်100မှာ9000တစ်ခွက်မှာ900လောက်ပဲရှိတယ် UK coffee အစစ်ရမှာဖြစ်ပါတယ်decaf coffee တောက်ခြင်းအဖြစ်ကျွန်တော်ဒီ caffeine နဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာမလိုတော့ပါဘူးသူတစ်ဖြစ်နှောင်းယောဂရှိတဲ့လူတွေအညာအိပ်မပြောတဲ့လူတွေစီးချိုအများများတဲ့လူတွေ caffeine နဲ့မတည့်တဲ့လူတွေရင်တုံတက်တဲ့လူတွေစသည်ဖြင့်အဲ့လိုတွေအတွက်ကိုတားပြီးတော့ထုတ်ထားခြင်းတဲ့အတွက်ကြောင့်အရင်အဆင်ပြေပါတယ် coffee အရသာရော့သွားလို့ဆိုတော့အဲ့လိုလည်းမရော့ဘူးပေါ့နော်ပုံမှန် coffee အရသာပဲဖြစ်ပါတယ်ဒါလေးကိုတောက်လို့ရပါပြီ။နောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချက်ပါမှာမလို့ရပါတယ်အားလုံးကျေးဇူးပါ